တော်ရောင်ကိုစားမိလို့ဖောရောင်ကဒုက္ခရောက်နေတဲ့ထက်ထက်မို့မြန်မာနိုင်ငံရဲ့မိဘပြည်သူတွေကြားထဲမှာအငင်းပွားနေရှိတဲ့ကိစ္စကတော့ဒူရင်းတီနဲ့ပတ်သက်တဲ့ကိစ္စပဲဖြစ်ပါတယ်။ဒူရင်းတီရဲ့နတ်ဟာမူးမေသွားချင်တော့အနှံ့ရှိပေမဲ့လည်းကြိုက်တဲ့သူတွေတက်ကတော့လက်တော့တာစားနေရသလိုပါပဲ။အများပြည်သူများကြားထဲမှာဒူရင်းတီကိုနန်းလုံးလုံးမစားနိုင်ကြတဲ့သူတွေနဲ့အနှံ့ကိုကြိုက်လုံးလုံးစားကြတဲ့သူတွေလည်းရှိပါတယ်။ဒူရင်းတီရဲ့အရသာဟာချိုချိုစိတ်စိတ်မွေ့မွေ့လေးနဲ့ခရင်ရတာမျိုးတော်တော်လေးကိုစားကောင်းတယ်လို့ပြောကြတာပါ။အခုလိုရာသီဟာဒူရင်းတီပေါ်တဲ့ရာသီဖြစ်တဲ့အတွက်စားနိုင်ဝင်နေတဲ့သူတွေကတော့အလူရက်ကိုဝယ်ယူနေကြတာပါ။ဒါပေမဲ့လည်းဒူရင်းတီတစ်လုံးရဲ့ဈေးဟာ9000-6000ကျော်ရှိကအချို့အသီးတွေဆိုရင်300ချီရှိတာကြောင့်တချို့တော့စားကြတော့မစားလို့စိတ်မကောင်းစွာနဲ့ပြောလာပါတယ်။တန်ဆေးလိုမိတ်ဆိုတဲ့အတိုင်းဒူရင်းတီစားရတဲ့ကောင်းနေလို့မရှိတာမှန်ပါပဲ။ဒူရင်းတီကိုတော့သွေးတို့စီးချိုသမားတွေပြင်အလက်ကျစ်သမားတွေကစားမစားတင်တာပါ။ဒီလိုဒူရင်းတီကိုမစားတင်ရင်စားလိုက်လို့ဒုက္ခရောက်တာအသက်အန္တရာယ်ဆိုရင်ရတဲ့အချိန်တွေရောက်နေကြတဲ့သူတွေလည်းရှိပါတယ်။ဒူရင်းနဲ့မတည့်ပဲနဲ့သတိရှိစွာနဲ့အရေးစွန်စားလိုက်လို့အသက်အနေနဲ့ရင်ဆိုင်ရတာကတော့မင်းသမီးကြီးထက်ထက်မဟုတ်ပါမင်းသမီးကြီးထက်ထက်မဟုတ်ဟာကြောက်ကက်သွေးတို့စီးချိုစားတဲ့ယောဂအကြီးစားတွေရှိကဒူရင်းသီးနဲ့လုံးဝမတည့်တဲ့ချင်းတွေပါဒါပေမဲ့လည်းထက်ထက်မဟုတ်တရားဒူရင်းသီးယူယူကအားရပါရစားလိုက်မိတာကြောင့်အခုချိန်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ကြီးဟာလေထိုးထားလိုမျိုးဖောရောင်လာကခြေလက်တွေတခုလုံးဖောင်းပွားသွားတာကြောင့်စိတ်ကူးတာမှုထက်မှန်ခံယူလိုက်ရတာပါထက်ထက်မဟုတ်ကဒူရင်းသီးကိုကြိုက်လုံးတာလည်းပါပါတယ်မကြသေးခင်ကလေးတန်းကြောင့်ထက်ထက်မဟုတ်တရားမတော်စားဖြစ်ကလက်ကျိုးခဲ့တာကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ထိကိုတော့သွားပြီးတော့စိတ်ကူးသားတဲ့အနေထားပါဒါတော့မကြခင်မှာကောင်းလာတာဖြစ်ပေမဲ့ဒွေလီဆန်ကြောင့်ထိုင်းနိုင်ငံမှာပဲဆေးရုံတက်လိုက်ရတာပါဒီလိုမျိုးမင်းသမီးကြီးထက်မိုးဟာအသက်အန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကြောင့်သမီးဖြစ်သူစက်လုံးဝတွေကလည်းအမေဖြစ်သူတွေစိုးရိမ်ပူပန်နေရပါမင်းသမီးကြီးထက်မိုးဟာမိသားစုအနေနဲ့တူတူမနေမနဲ့တကူရဲတီးတက်နေထိုင်တာကြောင့်အခုဆိုရင်နှမကျန်းဖြစ်တဲ့အချိန်အနိကပြုစုပေးမဲ့လူတွေမရှိတာကြောင့်ပို့ပြီးတော့စိုးရိမ်နေတာပါဒါကလည်းမင်းသမီးကြီးထက်မိုးတရားကိုယောဂအခြေအနေကိုမသိပဲနဲ့မစင်မစင်ပဲဒူရင်းသီးကိုအရင်ကြိုက်လို့လာကြောင်းစားသုံးပြီးတာကနေဒီလိုမျိုးထီကိုဖြစ်လာခဲ့ရတာပါဒီဗီဒီယိုရင်းကိုဆုံးဖြတ်ချပေးခဲ့ကြတဲ့ပရိသတ်တွေမှာလည်းဒူရင်းသီးကြိုက်ပါလျက်နဲ့ကို့မှာမတည့်တဲ့ယောဂမျိုးတွေရှိရင်မစားကြဖို့စိတ်ကိုအလိုလိုက်ခါမစင်မစင်စားလိုက်ရှင်တော့မင်းသမီးကြီးထက်ထက်မိုးဖြစ်ကိုကြည့်ပြီးတော့သတိနဲ့ဒူရင်းသီးကိုစားသုံးကြဖို့အတိပေးနှိုးဆော်လိုက်ပြရစေရှင်ဒူရင်းနဲ့မတည့်ပဲနဲ့သတိရှိစွာနဲ့အရေးစွန်စားလိုက်လို့အသက်အနေနဲ့ရင်ဆိုင်ရတာကတော့မင်းသမီးကြီးထက်ထက်မိုးပါမင်းသမီးကြီးထက်ထက်မိုးဟာကြောက်ကက်သွေးတို့စီးချိုစားတဲ့ယောဂအကြီးစားတွေရှိကဒူရင်းသီးနဲ့လုံးဝမတည့်တဲ့ချင်းတွေပါဒါပေမဲ့လည်းထက်ထက်မိုးတရားဒူရင်းသီးယူယူကအားရပါရစားလိုက်မိတာကြောင့်အခုချိန်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ကြီးဟာလေထိုးထားလိုမျိုးဖောရောင်လာကခြေလက်တွေတခုလုံးဖောင်းပွားသွားတာကြောင့်စိတ်ကူးတာမှုထက်မှန်ခံယူလိုက်ရတာပါထက်ထက်မိုးကဒူရင်းသီးကိုကြိုက်လုံးတာလည်းပါပါတယ်မကြသေးခင်ကလေးတန်းကြောင့်ထက်ထက်မိုးတရားမတော်စားဖြစ်ကလက်ကျိုးခဲ့တာကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ထိကိုတော့သွားပြီးတော့စိတ်ကူးသားတဲ့အနေထားပါဒါတော့မကြခင်မှာကောင်းလာတာဖြစ်ပေမဲ့ဒွေလီဆန်ကြောင့်ထိုင်းနိုင်ငံမှာပဲဆေးရုံတက်လိုက်ရတာပါဒီလိုမျိုးမင်းသမီးကြီးထက်မိုးဟာအသက်အန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကြောင့်သမီးဖြစ်သူစက်လုံးတွေကလည်းအမေဖြစ်သူတွေစိုးရိမ်ပူပန်နေရပါမင်းသမီးကြီးထက်မိုးဟာမိသားစုအနေနဲ့တူတူမနေမနဲ့တကူရဲတီးတက်နေထိုင်တာကြောင့်